Blue Edition ရဲ့ EDB version ကိုလူတိုင်းသဘောကျရတဲ့အကြောင်းရင်းရှိတယ်မင်္ဂလာပါ Wire Fragrance ကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်အခုရှေ့မှာရှိနေတာက Blue Edition နဲ့ EDB version ဘူးနှစ်ဘူးပေါ့နော်တဘူးကတော့ကျွန်တော်ဟိုတနေ့ကမှ unboxing လုပ်ထားတာတဘူးကတော့လုံးဝအခွန်ဖြတ်သွားပြီဆိုတော့ဖြစ်ပုံကတော့ဒီလိုပါကျွန်တော်ဒီအရှိရက်တွေတုန်းကဒါကျွန်တော်အကိုရဲ့ဆိုင်ပေါ့နော်ရန်ကုန်ထဲမှာတော့မဟုတ်ဘူးကျွန်တော်အကိုရဲ့ဆိုင်ကိုသွားတော့ကဒါ review video လုပ်မယ်ဆိုပြီးတော့ Blue Edition နဲ့ plane နဲ့တခြားသော plane လေး3လေး plane ယူသွားပြီးတော့ review video လုပ်ဖို့သွားတဲ့အချိန်မှာ customer တယောက်ကအနားကိုရောက်လာပြီးတော့အနံလေးစမ်းလို့ရမလားဆိုပြီးမေးတယ်ပေါ့နော်အဲ့ဒါကျွန်တော်လည်းပေးစမ်းလိုက်တယ်ပေးစမ်းလိုက်တဲ့အထဲမှာသူကဘယ် plane ကိုစမ်းတာလဲဆိုတော့ဒီ Blue Edition နဲ့ EDB version ကိုစမ်းကြည့်ပြီးတဲ့အချိန်မှာငါဒီ plane ကိုယူတော့မယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်ဖြစ်ချင်တော့ကျွန်တော်ကဒါကိုရောင်းဖို့မဟုတ်တာဖြစ်တဲ့အတွက်ပစ္စည်းဘာမှမပါလာဘူး packaging လုပ်ပေးဖို့အတွက်ဒါတော့မှပဲ customer ငါအခုချက်ချင်းငွေတန်းချေသွားမယ်ငါ့ကိုဒီ plane လိုက်ပဲပေးလိုက်တော့ရတယ်ဘာ packaging မှမလိုဘူးဆိုပြီးဖြစ်သွားတဲ့အထီကိုမှဒီ plane လုံးကိုရောင်းထွက်သွားတယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်မှာ surprise ဖြစ်သွားတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ပုံမှန်ဆိုရင် customer တွေအတွက်ဒါတိတိတက်တက်လှလှပပလေး packaging ကိုလုပ်ပေးနေကြပါတော့။ဒါပေမဲ့တွေးမိသွားရပါတော့။အနံ့ကိုကြိုက်ရင်လူတယောက်ကချက်ချင်းဟိုမှာငွေတန်းချေပြီးတော့ပေးသွားနိုင်တဲ့အထီကိုမှဖြစ်စေပါလားဆိုပြီးတွေးမိရယ်။ဆိုတော့ Blue Edition နဲ့ EDB version ကိုမှလူတွေဘာကြောင့်သဘောကျရလဲဆိုတဲ့အကြောင်းရင်းကဒီကောင်ကပထမဆုံးချက်က versatile ရမ်းဖြစ်တယ်။ versatile ဆိုတာကိုဘယ်နေရာအတွက်သုံးမလဲကြိုက်တဲ့နေရာအတွက်သုံးလို့ရတယ်ကြောင်းသွားရုံးသွား meeting တက် date သွားတာပဲဖြစ်ဖြစ်ကြိုက်တဲ့နေရာသုံးလို့ရတယ်ပြီးရင် performance ပိုင်းကလည်း9နာရီကနေ9နာရီလောက်ထိကိုအသားပေါ်မှာခံတယ်အင်ကြီးပေါ်မှာတော့ပို့ပြီးတော့ခံတယ်ဆိုတော့ဒီကောင်ရဲ့ sense profile ကဒီကောင်က spicy လေးဖြစ်တယ် woody လေးဖြစ်တယ် fresh လေးဖြစ်တယ်ဒါပေမဲ့တိတိတတ်တာရနေတဲ့အနံ့မျိုးမဟုတ်ဘဲနဲ့လုံးဝ balance ညီညီနဲ့ကိုအရမ်းမိုက်တာအရန် mature ဆန်နဲ့အရန်ဟိုမှာ masculine ဖြစ်တယ်ပြီးတော့အသက်အရွယ်မျိုးတွေသုံးလို့ရတယ် designer fragrance တစ်လုံးလည်းဖြစ်တယ်ဆိုတော့ကျွန်တော်စီမှာအခု store အသစ်တွေရောက်ထားပါတယ်တချို့ကလည်းကြိုပြီး order တင်ထားတာဖြစ်တဲ့အတွက်ကြံနေသေးတဲ့ store လက်ကျန်ကိုရကျင်နေဆိုရင်တော့ order အမြန်ဆုံးလာပြီးတင်ထားပေးပါကျွန်တော်စီမှာတကယ်လို့ full size မဝယ်ဘဲနဲ့ဒီကန်ဝယ်ခြင်းနဲ့ဆိုရင်လည်း 5mm 10mm 30mm ဆိုပြီးဒီကန်လေးတွေလာရောက်ဝယ်ယူအားပေးလို့ရပါတယ်ကျွန်တော်ရဲ့ TikTok chatbot Facebook Messenger Viber နံပါတ်တို့မှာလာရောက်ပြီးအားပေးလို့ရပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုတွေနဲ့ပြန်လာခဲ့ပါမယ် Your sense is your standard